ကတော့ national identity တဲ့ကျွန်တော်ဒီကောင်းစဉ်အပြီးပြောသွားကြတယ်ပထမတယောက်ချင်းစီရဲ့ identity ကျွန်တော်ဘာဖြစ်တယ်ကျွန်တော်တို့ကဘာလူမျိုးဖြစ်တယ်ကျွန်တော်တို့ကဘာဘာသာပြောတယ်ကျွန်တော်တို့ကဘာစားတယ်ကျွန်တော်တို့ကဒါတယောက်ချင်းစီပြော group ကကြတော့အဲ့လိုမျိုးယုံကြည်ချက်တူရတယ်စီးပွားရေးလုပ်ငန်းတူရတယ်ဒီလိုမျိုးပေါင်းစပ်လိုက်တဲ့အခါမှာအစုအဖွဲ့တွေဖြစ်လာတယ်အလားရှင်မြတ်ရဲ့ဘန္တာတွေပဲဖြစ်လာပြီကျွန်တော်တို့လိုက်လို့ယူတာမဟုတ်နောက်ဆုံးမှာ national identity ဆိုတာနိုင်ငံတော်တွေရှိတယ်နိုင်ငံတော်ရဲ့တမတ်ပြဋ္ဌာန်းထားတဲ့ identity တွေကိုပို့သတိထားကျွန်တော်တို့ hash သွားတယ်ဗမာပြည်ကလာကြောင်းဘာလို့ဖော်ပြကြုံဘူးတယ်ကျွန်တော်တို့ဟာမြန်မာပြည်ကလာကြောင်းဆိုမြန်မာအလံထောင်တာပေါ့အတိုက်ပုံတွေပါလေဝတ်လိုက်လုံကြီးဝတ်ရုံနဲ့မတိရတော့ဒီခါကျတော့ကိုတာဝတ်ထားရင်သွားပြီကျွန်တော်ဗမာပြည်ကမှထင်မှမထုတ်တော့ကို identity ကိုဖော်ပြတဲ့အခါအဲ့ဒါ national identity ဟာဒီတိုင်းပုံသူတို့တခါတည်းချစ်မြတ်နိုးပြီးပါအဲ့လိုမဟုတ်ဒါကျွန်တော်တို့ရဲ့ identity တနေရာရာကိုသွားတော့မယ်တနေရာရာကိုလှုပ်တော့မယ်ဆိုရင်အဲ့ဒီနေရာနဲ့တက်ဆိုင်တဲ့အဲ့ဒီလူမှုအဖွဲ့အစည်းနဲ့တက်ဆိုင်တဲ့ identity တွေကို respect ပေးရဒီလိုမျိုးရှိတယ်ဗလားဒီလိုမျိုးရှိတယ်ဗလားဒီနေရာကိုသွားရင်တော့ငါဘာလေးကိုတော့ဖက်နှက်မချွတ်ရဘူးဖက်နှက်ချွတ်ရမယ်ဒီနေရာတွေသွားလို့ရှိရင်ဒါတွေကိုကျွန်တော်တို့ကတကယ်လို့အဲ့ဒီ group identity တစ်ခုကတဲ့ကျွန်တော်တို့လူမျိုးစုတစ်ခုရဲ့ group identity တစ်ခုကနောက် group identity တစ်ခုကိုသွားမထေမဲ့မြင်စော်ကားလို့ရှိရင်လည်းပြဿနာတက်နိုင်တယ်အဲ့ဒါလိုပဲတဲ့ national identity နိုင်ငံတော်ရဲ့သတ်မှတ်ထားတဲ့ identity ကိုသွားစော်ကားလို့ရှိရင်လည်းကျွန်တော်တို့ကပြဿနာတက်နိုင်တယ်Facebook ပေါ်မှာအမျိုးသမီးမြန်မာဝတ်စုံနဲ့ဝတ်ထားတဲ့အမျိုးသမီးဒါမှမဟုတ်လဲတခြားတိုင်းရင်းသားဝတ်စုံဒါမှမဟုတ်လဲအနောက်တိုင်းနဲ့ဝတ်ထားတဲ့ရင်းကြေးဝတ်ထားတာကိုပြောတာနော်အဖော်အချုပ်ကိုကျွန်တော်မပြောရိုးရင်ကြေးနဲ့သူဝတ်စုံပြေဝတ်ထားတာကိုကျွန်တော်သွားပြီးတော့ခေါင်းပေါ်နေတယ်မျက်စိဒီဘက်ကနေပြီးတော့ကျွန်တော်တို့ဒီဘော်ဒခါဝတ်ထားတာရှင်းပြီးပြတယ်ကျွန်တော်တို့ကြောက်စရာလူတိုင်းသိတယ် public ဖွင့်ပြီးကြီးဒါကယဉ်ကျေးတဲ့ပုံစံမြားလေးပါထိုးလိုက်ဒါကတော့အရှက်မရှိတဲ့ပုံစံရခါးနဲ့အောင်ထိုးမယ်ဒီဟာကဘာဖြစ်တဲ့ပုံစံဒါကတော့လိန်အသားပေးပုံစံဟာဒါယဉ်ကျေးမှုကိုသွားတိုက်ခိုက်နေတာမဟုတ်ဘူးလားကျွန်တော်တို့ကိုယ့်ရဲ့ identity ကိုဖော်ပြခြင်းဇောနဲ့ငါတို့အစ္စလာမ်ကဒီလိုဝတ်ရမယ်ငါတို့မွတ်စလင်တွေကဒီလိုပဲဖြစ်တဲ့နေငါတို့မွတ်စလင်အမျိုးသမီးတွေကဘလို့ဖြစ်တဲ့နေငါတို့မွတ်စလင်အမျိုးသားတွေကဘလို့ဖြစ်တဲ့နေလို့ကိုယ့်ရဲ့ identity ကိုဖော်ပြနေရင်တစ်ဖက်ကနိုင်ငံတော်ကနိုင်ငံနဲ့သက်ဆိုင်တဲ့ identity တခုသွားထိခိုက်နေတာမဟုတ်ဘူးလားတခြားလူမျိုးနဲ့သက်ဆိုင်တဲ့ဝစားစင်မှု identity ကိုသွားတိုက်ခိုက်နေတဲ့ပုံစံမဖြစ်နေဘူးလားဒါမှကျွန်တော်လုပ်နေတာမသိအလားကလူမျိုးစုတွေအသီးသီးကွဲနေမယ်လူကွာပြားနေမယ်ပြောပေမဲ့ကျွန်တော်တို့မလုပ်နိုင်